hol in chan man nak Demasia na tuisong ne hinhop le de di kamaကျွန်တော်တို့လည်းအိမ်ပါဝင်နိုင်ခဲ့ဘူးဒါပေမဲ့အကောင်းဆုံးအချိန်ခါဖြစ်သွားမယ်လို့ပြောပါတယ်ကျွန်တော်တို့ရဲ့သာသနာပြုလုပ်ငန်းဒီရှင်းနေတဲ့ရဲ့ mission တိုင်းလာပြီးမှအများအားပြောလေပြောထားရှိတဲ့ရှိတိုင်းဆိုလေကြစကားဟာဓမ္မစာများရဲ့အရေးပါခြင်းဖြစ်ပါတယ်ဒီတောင်ပေါ်ချင်းတောင်မီရှင်မှာဓမ္မဆရာတို့ဟာသာသနာတော်ရဲ့အမခံရှိတန်ရောနောက်တန်ရောအလေရောပြောလို့ရတယ်အလိုနဲ့ပခုံးပေးပြီးတော့အချိန်ဒီခါရီရှိတလောက်တော့ကာယဉာဏ်နဲ့ဆွမ်းစားပေးလူပြီးကမှဒီသာသနာဟာသွားနေတာဖြစ်တယ်အဲ့ဒါကြောင့်မလို့အရေးကြီးတာတွေအများကြီးရှိတာတဲမှာဆရာတို့ရဲ့ကဏ္ဍဟာအရေးကြီးဆုံးလို့လည်းပြောနိုင်ပါတယ်ကျွန်တော်တို့အားလုံးဟာဆရာတော်ဘုန်းကြီးတိုင်းတာကိုကြည့်တဲ့အခါဆရာကြီးရဲ့မွေးထုတ်မှုကနေဖြစ်သွားတဲ့အတိုင်းတာကိုပြောနိုင်ပါတယ်ဒါကြောင့်မို့ဒီဘာသာရေးကိုတိဆောက်တဲ့ဒီသာသနာကိုပြုတဲ့အမှုဟာအင်မတန်မှနုညံ့ပြီးတော့တင်မွေးပြီးတော့တစ်ခါဘုရားသခင်ကကိုမသိတဲ့အချိန်မှာအသုံးပြုသွားတဲ့ဘုရားသခင်ရဲ့အသုံးတော်ခံဖြစ်သွားခြင်းဟာဆရာတို့လည်းအများကြီးတွေ့ကြုံမှာဖြစ်ပါတယ်ခံစားမှာဖြစ်ပါတယ်universal mission လို့ပြောတယ်ပဲအားခြေပြန်ပြီးတော့ဒီနေ့ဆိုင်ပြီးတော့ခြေပြန်ပြီးတော့မင်းမာပြီးတော့အံပွေဖြစ်ပါတယ်ဒါကြောင့်မို့လို့ဘုရားသခင်ကကိုအသုံးချသွားတဲ့ပုံမှာချစ်စရာကောင်းတယ်စိတ်ဝင်စားစရာကောင်းတယ်နောက်အဲ့ဒီအဖြစ်မှာမိမိတို့ဟာကိုအနံ့ပူဇော်နေခြင်းတို့ပြောနိုင်တဲ့နေ့စဉ်နဲ့မြဘုရားသခင်ရဲ့အတန်းဝိညာဉ်တော်ရဲ့ထုဆော်တန်ကိုနားထောင်ပြီးတော့ပြောတယ်ဆိုတယ်နေတဲ့ထိုင်းတဲ့လုတ်ကင်ဆောင်ရွက်တယ်ဆိုတဲ့အချက်ဟာအမှန်တရားဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီနေ့မစ်ရှင်ရဲ့ထိရအောင်မြင်မှုဟာအရေးချင်းဆိုတာဟာဒါအရေးကြီးတယ်မဲ့အဲ့လိုပြောလဲမရှိဘုရားသခင်ရဲ့ကျေးဇူးတော်ကောင်းကြီးရှိခြင်းနဲ့ပို့ပြောကြပါတယ်။အဲ့လိုကျေးဇူးတော်ရှိခြင်းတိုင်းတာကြည့်တဲ့အခါဒီဆရာတို့ရဲ့ကျေးဇူးတော်ခေါ်ဆောင်နိုင်ခြင်းအဲ့ဒီအတွက်ဦးစီးဆောင်ပုံစံအားလုံးဟာအဲ့ဒီမှာကျုံးဝင်ပြီးတော့ဘုရားသခင်ကောင်းကြီးတော်ကိုဆွေးခေါ်ပေးနေတဲ့အတိုင်းတာကိုပြောတယ်။ဒါကြောင့်မို့လို့တချို့ကပြောတယ်ဒီချင်းနဲ့အညီဆိုပြီးတော့ပြောတယ်ဖန်ထောင်းလည်းမှန်တယ်။ဟိုးကရုခေရှေ့ရန်ကရုခေနဲ့ဒီနေ့ခေ rocket ခေကိုကွန်ပျူတာခေကိုပြောမယ်ဆိုလို့ရှိရင်တကယ်မထူတော့ဘူးမှန်မယ်ဒါပေမဲ့ခေနဲ့ညီဆိုတဲ့နေရာမှာခါစဉ်းစားစရာရှိတယ်ဆိုကြပါစို့ဆရာတို့ကဒီပုံစံနဲ့ခေများရှိတယ်စီပွားရေးရလူမှုရေးရပညာရေးရခေပေါင်းများဆိုတာရှိတယ်တစ်ဖက်ကိုကြည့်တဲ့အခါမှာခေဆန်ဆန်နဲ့အာရပယဒီခေရဲ့အကြိုက်အဆင့်ကိုရောက်သွားတယ်အဲ့ဒီခုကိုကြည့်တဲ့အခါခေရဲ့အတိုင်းတာနဲ့ပြောစရမ်းဆိုလို့ရှိရင်တို့ဟာကတကယ်လူရဝင်မှာမဟုတ်ဘူး level ထဲကိုရောက်နိုင်မှာမဟုတ်ဘူးခေနဲ့ညီဆိုတဲ့အခါတစ်ဖက်ကဘာတွေ့လာရတယ်လဲဆိုလို့ရှိရင်ဝတ်ပုံစားပုံနေပုံထိုင်ပုံဒီတမချမ်းစာတော်တရင်ကောင်းတဲ့ဆောင်ပုံတွေကိုကြည့်တဲ့အခါခုပြင်ပြလောကကြီးမှာဒီဘာသာရေးရဲ့အသေးဆောင်မှုကြည့်တဲ့အခါခင်ရဲ့ညီပေါ့တကယ်ဖြစ်သွားတယ်အဲ့မှာကိုဖက်ကလည်းအားကြစရာတွေတူတူစရာတွေလည်းရှိပါတယ်စက်ထဲမှာစဉ်းစားစရာပြန်ပြီးတော့သုံးသပ်စရာကရှိနေကြတယ်အဲ့ဒါပါလဲဆိုလို့ရှိရင်ဒီနေ့ခေတ်ဆန်ဆန်နဲ့လူတွေကလည်းပဲအတိမတ်ပြီးတော့ရှိလာတဲ့တရင်ကောင်းကဲတင်ချင်းတရင်ကောင်းပေးတဲ့ပုံစံလေးကိုကျွန်တော်ကြည့်ရတဲ့အခါ
ဘာပုံစံတွေလာလဲဆိုလို့ရှိရင်ဒီခင်းနေပြီးတဲ့အဝိစားတွေပါလာတယ်ခင်းနေပြီးတဲ့လေတန်းဒီစတိုင်ပေါ့အဝိစားတွေပါဝင် music လဲပါလိုက်အောင်ကုန်းပါလာတယ်ခင်းနေပြီးဒီကဘာသာသူတွေယုံကြည်သူတွေရဲ့စာငတ်စွာနဲ့ရှာဖွေနေတဲ့ဝိညာဉ်စာကလည်းပဲသူတို့ရှူရှူတတ်တာပေါ့ရှာတယ်ဒါသူတို့ဖြစ်တော့မဟုတ်ဒါပေမဲ့ဒီဘက်ကပေးတဲ့အခါမှာခစ်ဆန်ဆန်ခင်းနေပြီဆိုတဲ့အခါတစ်ခါဒီဘက် original မူပိုင်ဖြစ်တဲ့ခရစ်တော်ဟာနဲ့ပြန်ပြီးတော့တိုင်းရှင်ပြီးပြန်မကြည့်ဘူးဆိုလို့ရှိရင်ဟုတ်တုတ်အဟုတ်ကြီးပုံစံနဲ့ဟိုတရားရှာဖွေတဲ့ရိုးရိုးသားသားလေးနဲ့ရားကိုကြိုက်တဲ့တစ်သက်ရှာဖွေသူတို့ကလည်းပဲအလိုလေးနဲ့လမ်းမှာผู้ဆောင်ချင်းခံရတာပြောနိုင်ပါတယ်အဲ့ဒီခေတ်ဖြစ်ပါတယ်ဒါကြောင့်ဒီတရားဟာမိမိတို့စေခံပြုနေတဲ့အမှုတော်ဆောင်နေတဲ့ဒီတရားဟာဒီခေတ်လာဒီခရစ်တော်ဟာဖြစ်နေတယ်ဒီဓမ္မချမ်းစာတော်ဟာဒီဓမ္မချမ်းစာတော်ဖြစ်နေမှာဖြစ်တယ်ယူရှင်းအောင်ပြောမယ်ဆိုလို့ရှိရင်ဒီနေ့ဒီတရင်ကောင်းကိုပေးတဲ့အခါဟိုအဆူတော်ဒီလိုရုပ်ရှင်မင်းသားမင်းသမီးလိုအဲ့ဒီစတိုင်နဲ့ပြီးတဲ့ခေတ်ဖြစ်လာတယ်။အဲ့ဒီမှာဓမ္မစာတို့ရဲ့ပုံစံကအဲ့ဒီဖက်မသွားဘူး။အဲ့ဒီမသွားခြင်းကိုတချို့ဘာသာသူတွေကအားမရဘူးဆိုတာရှိကောင်းရှိတယ်။နောက်မင်းနယ်ပဲဖြစ်ဖြစ်ခင်တော်ကြတယ်ပဲဖြစ်ဖြစ်မျိုးသုံးသပ်နေတယ်။အစစ်ထဲမှာတတိထားဖို့ရှိတာကခရစ်တော်ရဲ့ message ကိုသေဆောင်ခြင်းဒီခုနကမင်းသားမင်းသမီးဆိုတော့ပုံစံနဲ့ဟုတ်ခဲ့ရင်နောက်ရှက်ဖွေးသူတွေတရားနာသူတွေကလည်းအဲ့ဒါကိုလိုက်သွားခဲ့ရင်လမ်းမှာရောက်နိုင်တယ်ပလာနတိဖြစ်သွားနိုင်တယ်ဒါကြောင့်မလို့ပုံစံကပါလဲဆိုလို့ရှိရင်ထင်ရှားတဲ့သူ့ကြောင့်သားလို့ပြောမှာပဲတခြင်းတကားတိုင်ဝဲကိုဒီခုတော်ဆောင်လုပ်ငန်းပုံစံနဲ့ရွေးချယ်ခြင်းအခန်းကိုကျမ်းစာဖတ်တဲ့အခါသူ့เจ้าရာကနေချွေးတီတီလေးနဲ့သူ့ဝိဆောင်လေးတွေစုပ်ပြက်ကလေးနဲ့လာပြီးခါမှာဣသရေလလူတွေကိုဣသရေလလူဆိုတာသူ့တွေပဲကျမ်းစာစကားရအဲ့ဒီသူ့เจ้าဖို့ရပေးသိပေးခဲ့တဲ့ပုံလေးဟာဒီပုံလေးဟာဒီတော့မှခင်မနောက်ကြပုံစိတ်ကလည်းဒီချေရောက်ထောင်းမှုပေးနေတဲ့ပုံလေးဖြစ်တယ်ပြောချင်တာပါလေထင်းချတဲ့သူထင်းတယောက်လို့အဲ့ဒီပုံစိတ်ကိုပေးနိုင်ဖို့ဟာအမှန်ဆုံးဖြစ်တယ်။ဒါကြောင့်ဒီနေ့ဓမ္မစာတို့ကိုအားပေးချင်တာဟာဒီနေ့ခရစ်တော်ရဲ့ message ကိုသေဆောင်တဲ့အခါမှာဘာကထိရောက်ဆုံးလဲဆိုတဲ့အချက်ဖြစ်ပါတယ်။ဒီခါစဉ်းစားတယ်လူသားတွေစဉ်းစားတယ်ဟုတ်လဲဟုတ်တယ်လို့ရှင်းမယ်။ဒါရှိမှဟိုရှိမှအဲ့ဒီဟာတွေကျွန်တော်တို့လက်ချိုးတွေ့ပြီးမှအဲ့လိုချလိုက်ရင်တော့အေးစေပဲဆိုတာရှိတတ်တယ်ဟုတ်တယ်လားလဲဟုတ်တယ်အောင်မြင်ခြင်းဆိုတာကလည်းစစ်တရားကြောင့်ရှိတယ်နောက်ဆုံးမှာတော့အဲ့ဒီပုံစံတွေကပြန်ပြီးတော့ဖျက်ရှုလေးရှိတယ်ဒါကြောင့်အစဉ်ပြေပြီးတော့ကြွယ်ဝဝနဲ့တရားကိုပေးခြင်းဟာလူအတွေးနဲ့ကောင်းတယ်ဆိုပေမဲ့အစဉ်ပြေတယ်အားရတယ်ဆိုပေမဲ့ခရစ်တော်ဟာကိုပြန်ကြည့်တဲ့အခါစူအောင်တော်ဘူးကားတိုင်းထိုင်ရင်ဟိုငါတင်ကုန်မှာဟိုနေစရာမရှိကောင်းစားစရာမရှိအဲ့ဒီခဲနဲ့ခရစ်တော်ရဲ့လှူရှားမှုကိုရည်တင်ရှင်တရားလာအပေးကိုမင်းသားထင်တာဆိုတဲ့ဓမ္မချမ်းစာတော်မှာတွေ့ရပါတယ်။ဒါကြောင့်မလို့အဲ့ဒီချက်မှာဘာဖြစ်လာတယ်ဘာတွေ့နိုင်တယ်ဆိုလို့ရှိရင်ဒီမိတို့ဒီတရားကိုခရစ်တော်ရဲ့ပေးတင်ခြင်းတရားကိုတည်ဆောင်ရမှာဖြန့်ချီရမှာခက်ဆုံးအကျင့်နဲ့တိဒုက္ခရောက်စွာနဲ့တည်ဆောင်ပေးခဲ့တဲ့ဉာဏ်နာကြီးများသူတို့သမီးများများရှိတယ်သူတို့ရဲ့လက်ဆင့်ကမ်းပုံတည်တင်ခြင်းပေးပုံသားရင်လက်ချံ
ဒီနေ့သမိုင်းဖြစ်နေခြေရာကိုလှမ်းလျှောက်ရမယ်တာရကဖြစ်နေအသင်းတော်ကပိုင်ဆိုင်ရရှိတယ်အဲ့ဒီဟာတွေ့အောင်မြင်ခြင်းကိုပူပြောချင်တာဖြစ်ပါတယ်ခုနကလိုအောင်အစင်းပြင်းနဲ့ကြွကြွဝမ်းနဲ့အာရပါရနဲ့တွားနေတော့တွားတော့လေတွားနေတော့ဟုတ်တော့ကောက်ယူပြီးဖြစ်နေမကြာတော့ဘူးတခါပဲပြန်ပြီးတော့အောက်ခြေအင်္ဂလိပ်ပြောတယ်လို့ below level ထိချဆုံးသွားတယ်အဖြစ်ဒီဟာဒီနေ့ကဘာမှာအများကြီးပဲဒါကြောင့်မို့လို့ဒီနေ့ဆရာကြီးဟာသူ့တဘာဝတစ်ခုတိခဲပြီးသားလူကြီးပဲဖြစ်တယ်လို့ယုံကြည်တယ်သူ့ရဲ့တဘာဝဟာခရစ်တော်ရဲ့တဘာဝအသင်းတော်ရဲ့တဘာဝအဲ့ဒီပါလေဒီတရားတော်ကိုဘယ်လိုလဲဆင်းကမ်းလာတော့အတိအချဆုံးအရေးအဆုံးအမခံဆုံးလက်ဆင့်ကမ်းလာပုံအားလုံးကိုကြည့်တဲ့အခါခက်ခဲခြင်းဆင်းခေါ်ခြင်းဆင်းဒုက္ခပေါင်းမြောက်များစွာနဲ့ပဲဖြစ်ကျော်လာခဲ့တယ်။အဲဒါကြောင့်ဒီသမိုင်းဟာသူ့ရဲ့လမ်းပြမြေပုံဖြစ်တယ်။အဲ့ဒီ road map နဲ့ဆက်လက်ပြီးတော့ပြီးသွားတဲ့အသင်းတော်ဖြစ်တယ်။ဒါကြောင့်မလို့ဒီလိုပဲချက်ကိုပိုင်ဆိုင်ပါလို့ပြောချင်တယ်ခုတကအာရပါရဆိုတဲ့အချက်မှာဒီနေ့ခေတ်လူသားတွေမိမိတို့ခေတ်ကတော့ဒီဇိုင်းပြောင်းသွားခဲ့တယ်ဟိုးတုန်းကတရားတွေဒေသနာတွေချင်းတောင်မှာတော့တော်သေးတယ်ကောင်းပါသေးတယ်ထားလိုက်ဟိုးသူတို့နိုင်ငံတွေပေါ့ခရစ်တော်တွေဟောပြီးပြောပြီးဆိုလို့ရှိရင်အကောင်လုံးသားဆွင်းအကောင်လုံးရှင်ဖွင့်နှလုံးသားဖွင့်လက်ခံကျူးစုတသက်ရှင်ရှင်ဖြောင်းဖြောင်းမတ်ဟိုခရစ်တော်အတွက်မီရှင်သွားမယ်ဆိုတဲ့လူကြီးပဲအခုကျတော့အဲ့ဒီတန်ကချစ်စားတော့တစားနဲ့ခုလေးဒီမှာရောက်လာပါပြီအဝေးဆုံးသောဒုက္ခဘာတော်မှာရောက်ရှိလာခဲ့ပြီအဲ့ဒါပါလေကုမ္ပဏီအတန်တို့နိုင်ငံရေးအတန်တို့အောင်မြင်ပြီးတော့ဆင်းပြေပြီးတော့နာမည်ကြီးတဲ့ popular အတန်တို့ဟာလူတွေကချက်ချင်းနားပြီးတယ်နှလုံးသားလေးပြီးတယ်ချက်ချင်းလေးလိုက်တယ်ခုဆရာတို့ကျွန်တော်တို့သွားနေတဲ့ဒီခရစ်တော်မီရှင်လေးဟာလောကကဖြည်းဖြည်းနဲ့ဝါတယ်မျိုးတယ်ဒီတရားဟာလုံးပါပြီးတော့သွားတယ်ခေတ်စီမှာရောက်လာတယ်ဒီတောင်ပေါ်မှာကျွန်တော်ဘုရားခင်ရဲ့ယေရှုတင်ကြရှိတယ်အကြောင်းကြောင့်ဘုရားခင်ရဲ့မဆာချင်းကြောင့်ပြောအောင်ဘုရားခင်ကိုကြိုက်တယ်ရှိကြတယ်အသင်းတော်ကိုလည်းနားထောင်ကြတယ်ဆက်ပြီးရှိတယ်ဒါပေမဲ့ဒါတော့ကြည့်ငယ်တုန်းကလည်းခုတူတော့တခုဖြစ်တော့ဟိုးစားဝဲပြေးကြီးပဲအဲ့ဒီအချက်တည်းဟာလောကရဲ့စုံစမ်းနှောက်ယှက်ခြင်းပဲပြောဒီထက်လောင်းမှာဖြစ်တယ်။ဖြော်ရအောင်မှာဖြစ်တယ်။ဒါပေမဲ့တမချမ်းဆံဝဲဘုံကချက်ဟာငရဲတကားလူဒီမအောင်နိုင်ရဆိုတဲ့အချက်ကအမြဲတမ်းရှိနေမှာဖြစ်တယ်။